ကိုဆရာတို့ဖန်စီထိန်းချုပ်နည်းတွေကိုပြမယ်ပြတော့ပထမစင်နေတဲ့ဆရာတို့ကပထမအခန်းမှာလက်ကောက်ဝေကိုခြုံနေလက်ကောက်ဝေကိုချုပ်တဲ့ကဆရာတို့ကလက်ကဒီလိုအပြင်ဝင်ရစ်ယူတာရှိတယ်ဆရာတို့ရှေ့လက်နဲ့ပဲယူတာရှိတယ်အတွင်းဝင်ရစ်တာရှိတယ်ခောက်ဆွဲလန့်နည်းတွေရှိတယ်ညာနဲ့တားပြီးတော့သွားတာရှိတယ်အဲ့တော့ဆရာတို့ကလွယ်အောင်လို့ဆိုပြီးတော့ဒီဘက်ဘယ်ဘက်ကိုရစ်ယူလဲဆိုဘယ်ဘက်ရစ်တဲ့ဟာတွေဒီပဲလူဆရာတို့ဟိုလေ့ကျင့်တဲ့အခါမှာလူကအပြင်ဝင်တားတာတွေဒီပဲအော်တိုသူ့တဘာဝလမ်းသွားတဲ့အခါကျတော့ဆရာအဲ့ဒီလွယ်တဲ့ဟာကိုအရင်ဆုံးသွားမယ်ပေါ့နော်အဲ့တော့ဒီခြုံနီးဆရာနီးပေါင်း20လောက်ဆရာပြမယ်ဆိုတော့အခုပထမအပိုက်ပေါ့ပထမအပိုက်မှာ9နီးဒီဘက်ကိုပဲဆရာရေးယူသွားမှာနော်အဲ့တော့ဟိုနံပါတ်1ကကျတော့ဆရာတို့ကဒီလိုချိန်ထားလိုက်တယ်ချိန်ထားကနေအပြင်ဒီလိုရေးယူလိုက်တယ်ရေးယူပြီးတော့ဆရာတို့လက်ပနောက်ခောက်ပြီးအောက်ကိုသုံးခောက်ယူလိုက်တာအဲ့တော့ဆရာပြမှာဟိုသူကတက်ထိုးတယ်ပေါ့ဆရာဒီမှာတားပြီးတော့ဆရာကိုရစ်လိုက်ရစ်ပြရတဲ့ဒီမှာလက်ဖနောက်သူရဲ့ဒီနေရာကိုလက်ဖနောက်ထောက်ပြီးတော့အောက်ကိုဆရာတို့ခောက်ချလိုက်ဟုတ်ပြီနော်အဲ့တော့ဒီဘက်ကနေပြမယ်တက်ထိုးရတဲ့ဆရာဒီကောင်ရစ်လိုက်ပြန်နဲ့ခောက်ချလိုက်ဟုတ်ပြီနော်အဲ့တော့ဆရာတို့ဒီလေ့ကျင့်တဲ့အခါမှာဆရာအလက်ရက်လေးမျက်နှာကိုတည့်ပြီးလေ့ကျင့်အဲ့တော့ရှေ့ကိုလေ့ပြလိုက်မယ်နောက်ဆိုချိန်လားစဟုတ်ပြီပြီးရင်ဒီဘက်ကိုလှည့်ချိန်မယ်စဟုတ်ပြီဘယ်ဘက်ကိုလှည့်ချိန်စဟုတ်ပြီလှည့်ချိန်စဟုတ်ပြီရှေ့ကိုပြန်ချိန်စဟုတ်ပြီတက်သိမ်းလိုက်မယ်ဘာလို့ဆရာတို့ဒီဥစ္စာကမင်းတို့တမျက်နှာကိုအကျိန်20အဲ့လိုနဲ့ရှေ့ကိုရောက်သွားပြီဆိုဆရာတို့100ဖြစ်သွားတာပေါ့ဒါကတော့ဆရာအောက်ထစ်ထားတာเนาะအဲ့ထက်မှာကလေ့ကျင့်မှရအောင်2ယောက်တွဲပြီးတော့လေ့ကျင့်2ယောက်တွဲလေ့ကျင့်တဲ့ခါကျတော့ဆရာတို့ဒီအခုဒီလိုတလန်းချင်းရပြီဆို3လန်းတက်3လန်းစင်အထိုးပုတ်တွေနဲ့လေ့ကျင့်အဲ့ဒါတော့ဆရာနမူနာအနေနဲ့ဆို YouTube မှာတင်ထားတာရှိတယ်အဲ့ဗီဒီယိုလေးတွေတွေ့ရဆိုရင်ကပ်ပြီးတော့ထည့်ပေးလိုက်မယ်เนาะ